对了，俺也批读了呀，批读了呀嘞，妈冇特定高，来吧妈冇特定高不喏，特定高就做嘞嘛标咯先，做我搞了嘛对不？好嘞，特定高个，不嘛路耶，嘛贵带嘛，嘛贵带嘛喏，嘛贵带嘛呗，明天来是贵的呀，另一边嘛，另一边看嘛吧。นั่นน่ะตีต้องจริงๆเนี่ยปีเดียวช่วยไล่ลูกนั่นน่ะตีลงจริงๆเนี่ยปีเดียวช่วยไล่ลูกตีเดียวมาคิดสิมาช่วยพี่ล่ะตีเดียวเอาไล่ลูกเลยไหมอ่ะขนาดนี้เนาะขนาดนี้ดาตะเด้งกองจีพี่รู้จีเนาะถ้าเราจะเตะได้หรือละสิเดี๋ยวมาเจ้าจ้าพี่เตะดีกาวเราเปลี่ยนมาไหนเราดีกาวเราเปลี่ยนมาไหนเราบุจีเนาะ对啦အဲ့ဒါတည်င်းကောင်းကြီးလို့ခေါ်တာလေးပြန်တစည်းဆိုရင်ပြီးတော့မအားလားဒေါ်လာတန်းပေါင်းများစွာဆုံးပြီးနော်မအားလားဒေါ်လာတန်းပေါင်းများစွာဆုံးပြီးပြီးတော့ရေအဲ့ဒါတည်င်းကောင်းလို့ခေါ်တာသူ့ရဲ့လူလဲနနတီးရသူ့ရဲ့လင်ပြန်ထဲမှာပျောက်ကြတဲ့အချိန်မှာတတိစီတဲ့စစ်ခွေတွေကနေထွက်ပြင်ပေါ့အဲ့လိုမျိုးပေါ့နော်တတိမစီတဲ့သူတွေကြတော့ထိသွားတာပေါ့ကွာအဲ့လိုမျိုးနောက်တစ်ချက်ကျွန်တော်ကြည့်နော်အဲ့ဒါငါတို့ရဲ့ PDF တွေရဲ့လက်ချက်ငါးနှစ်ကျော်အတွင်းထဲမှာစစ်တိုက်လာတဲ့ငါတို့ရဲ့လူငယ်တွေရဲ့လက်ချက်ပေါ့ဟာအနည်း90ကျော်တော့မိုးရတိုင်းလာနဲ့ကရဲ့လက်ချက်ဆိုရင်တွေ့ဘူးလားဒီလိုမျိုးမတွေ့ဘူးပြီးတော့ငါတို့ရဲ့ခိမတွေ့တာကြည့်လိုက်အဲ့လိုမျိုးဖြစ်သွားပြီဆိုရင်မလားဘယ်လိုမျိုးဆက်မောင်းမလဲဖြက်စီသွားပြီလေဒါဒေါ်လာပန်းပေါင်းများစွာဝယ်ထားတဲ့လင်းပြန်ငါတို့ပြစ်ချတဲ့အဲ့ဒီနနတီးကတလုံးဆိုရင်ဘာ3သိန်းထားလိုက်အဲ့ဒီကာမီကာစီဒွန်းဒီလားနနတီးအကြီးစားတွေပေါ့နော်တလုံးစင်ဘတ်3သိန်းထားလိုက်ဒါပေမဲ့သူ့ရဲ့လင်ပြန်တစည်းဆိုရင်ပြီးတော့ရေဒေါ်လာတန်းပေါင်းများစွာပဲအဲ့ဒါအစတော့မမို့အဲ့တော့နော်ဝမ်းသာစရာကြီးကွာမမောကနှမျောတယ်ဒီနေ့မှမတင်ရဘူးနော်အဲ့ကြောင့်ပြည်သူတွေစိတ်မစင်ရနဲ့မမိုးဆိုရင်လေပြီးတော့အောက်တန်းစားစကားကြောင့်ဘောမစကားကြောင့်မမိုးလွယ်လွယ်လေးနဲ့အဆုံးမပေးဘူးโอเคနော်မမိုးမနဲ့တော့တင်ထားတဲ့သတင်းကမမိုးကသူ့ရဲ့ဒီငစီရဲ့လူဘက်ကပေါ့နော်သူ့ကိုတကယ်ထောက်ခံတဲ့ပြည်သူအစစ်မှန်ဆိုတာဘယ်နှယောက်စီလို့လဲဆိုတာမှမသိချင်လို့စိတ်ဓာတ်မြင့်မြတ်တဲ့သူတွေသူ့ကိုဘယ်လောက်ထောက်ခံလဲစိတ်ဓာတ်အောက်တန်းတတဲ့လူတွေကဘယ်နှယောက်ထောက်ခံလဲအများကြီးစိတ်ဓာတ်အောက်တန်းတတဲ့သူကငမောင်ဘက်ကလူတွေသူ့လာပြီးအားပေးတာနော်အခုမမိုးရဲ့ပို့အောက်မှာငစီနဲ့ပတ်သက်တဲ့ဗီဒီယိုတွေမမိုးလာပြီးဆဲတာဆိုတာငစီရဲ့ပလိုက်တာပြည်သူကငစီကိုထောက်ခံလို့သူ့ကိုအားပေးတာမဟုတ်ဘူးငမောင်ရဲ့ဘောမ6400ကျစားတွေအများကြီးပဲဘာသာမမိုးသိတဲ့လူမမိုးတခါအဲ့ဒီလူတွေကမမိုးတော်လန်ရေးတဲ့မှာပါဝင်အားပေးတဲ့သူတွေဟိုလူလိုက်ပေးတာတော်လန်ရေးပို့အောက်မှာဝင်ရေးတဲ့သူတွေမမိုးတခါမတွေ့ဘူးဘာဆိုတော့ငမောင်ဘက်ကဘောမလိုခွေးလိုလူလိုဟန်ဆောင်ပြီးတော့သူ့လူလိုငစီလူလိုမမိုးရဲ့လူလိုအဲ့လိုမျိုးလာပြီးတော့ဆဲနေတာအဲ့မမိုးသိချင်လို့အဲ့ကြောင့်မမိုးစောက်ကြည့်တယ်ဒီနေ့မမိုးမအားတာမမိုးကခွန်မေးကိုစောက်ကြည့်တာသူ့ရဲ့လူတွေကပြည်သူစစ်မှန်တဲ့သူတွေကသူ့ကိုဘယ်နှယောက်အားပေးမလဲအဲ့လိုမျိုးပေါ့နော်အဲ့ဒါတော့မမပြောတယ်နော်တော်လန်ရေးအစစ်အမှန်လုပ်နေတဲ့နိုင်ငံသားအဲ့ဒီຫນွေဦးဖိုက်တာအဖွဲ့ရောမမို့ဖွဲ့ရောမမို့တို့ပြောတာမမို့တို့နားတော့မယ်တောင်မှအဲ့လိုမျိုးမမို့တို့ပြောတဲ့စကားတော့မှစစ်မှန်တဲ့ပြည်သူတွေကအော်ဒီလိုမျိုးမလုပ်ပါနဲ့နားလို့မရဘူးဆိုတာအများအပြည့်လိုမျိုးရေးတယ်ဒါပေမဲ့ငစီရဲ့သူ့ရဲ့ပလက်တာအောက်တန်းစားငမောင်နဲ့တွဲပြီးတော့ငမောင်ဘောမနဲ့ငစီရဲ့ပြောမစံငမောင်ဘောမရဲ့ခွေးနဲ့ငစီရဲ့အောက်တန်းစားခွေးတွေတချို့မှကြတော့အဲ့လိုမျိုးမဟုတ်ဘူးမမို့တို့အဲ့လိုပြောတဲ့ချိန်မှာတို့တွေကပုံပြီးတော့ဝမ်းသာတယ်ကွာသူတို့ပုံပြီးတော့ဝမ်းသာတယ်ဘာမဆိုငစီမဲတယ်ဘာလဲအေးကောင်းပြီလို့နားလိုက်တာအော်โอเคအဲ့ဆိုရင်ငါသိပြီလို့ငါတို့ကဘာဖြစ်လို့ဒီလိုမျိုးအောက်တန်းစားတွေဝမ်းသာအောင်ဒီလိုမျိုးဘောမအောက်တန်းစားတွေရဲ့လူတွေဝမ်းသာအောင်ငါတို့ကဖြစ်လို့နားရမလဲဆိုတာမမကစမ်းသားချင်တယ်လေသိချင်တယ်အဲ့တော့စစ်မှန်တဲ့ပြည်သူတွေကမများဘူးသူ့ဘက်မှာထောက်ပံ့တာဦးညီတာအားပေးတာအများအပြည့်ဘောမဘက်ကမအားဘက်ကလူတွေကအတူရောင်ဆောင်တွေကငါတို့တွေစိတ်ဓာတ်ကြအောင်ငါတို့တွေစိတ်ဓာတ်ပြက်အောင်ပေါ့နော်ဒီတော်လိုင်းကြီးကိုမလောက်ချင်အောင်သူတို့တွေအများကြီးပဲလာတော့ရေးပေးတယ်အဲ့ဒါကိုပြောတာနော်အဲ့တော့ကိုစီကိုတချို့ပြည်သူတွေကသူတို့တည်းမကြည့်ဘူးကိုစီကိုဘာဖြစ်လို့ငစီလို့ဆဲရတာလဲမမို့ပြောတယ်မမို့ပထမဗီဒီယိုဒုတိယဗီဒီယိုတတိယဗီဒီယိုတက်ပြောတဲ့အချိန်မှာကိုစီနဲ့ပဲခေါ်တယ်ကောင်းမရင်ကျဲနဲ့ပဲပြောတယ်သူ့ရဲ့အမားကမမို့ထောက်ပြတယ်သူဆွဆွဲတဲ့လူတွေကဒလန်ပုတ
တာပါတီမဟုတ်ဘူးအဲ့ဒါသူ့ရဲ့စကားပြန်တော့ပြင်ပေးပါဘာဆိုတော့ဟိုဘက်ကတကယ်တော်လိုင်းရဲ့အစ်မဖြစ်တဲ့အတွက်ကြောင့်သူအဲ့လိုမျိုးပြောတဲ့ချိန်မှာလူတွေကဖြက်စီသွားတယ်လေတော်လိုင်းရဲ့တကယ်လောက်တဲ့သူကဟိုဒလန်လို့ဆုစခန်းတယ်ဘောမလို့ဆုစခန်းတယ်ပြီးတော့ဗလဲတာပါတီလို့ဆုစခန်းတဲ့ချိန်မှာဘယ်လိုမျိုးခံစားမလဲဟိုဘက်မှာအမှန်ကန်လောက်တဲ့သူလေမမိုးစီမှာလဲလာတိုင်လာပေါ်ထက်ပေးတဲ့ဦးလေးတွေစီတယ်အဲ့ဒီဖွဲ့စီကအဲ့ဒါကိုသူ့ရဲ့စကားကိုသူတောင်းယူရမယ်မမိုးပြောတယ်ပြီးတော့သူမားနေတဲ့အဲ့ဒီဘောမကိုသူဘယ်တော့ပဲအားပေးဘောမကိုသူတော့တွဲเสียလားအဲ့ဒီသူတွဲတဲ့နေရာမှာမားနေတယ်ပြန်တော့ပြင်ဆက်ပြီးတော့မလုပ်ဖို့တီးသူကိုတပ်တိစစီနဲ့ဟုတ်လားအာတမနတွေမထားပဲနဲ့ဟုတ်လားတီးသူလူထုတွေစိတ်ပြောအောင်ဝမ်းသာအောင်ဟုတ်လားဒီပြဿနာပြီးသွားအောင် तू ထွက်ပြောလေမမှန်ကန်နဲ့ထွက်ပြောလေ तू မပြောဘူး तू မပြောဘူး तू ကသူ့ရဲ့ तू မှန်တယ် तू မှန်တယ်သူ့ရဲ့လူတွေသူ့ရဲ့အောက်တန်းစားလူတွေတချို့မှဆိုရင်သူ့ရဲ့လူလိုဘောမဘက်ကလိုပါတော့သူ့ကိုထောက်ခံတဲ့အများကြီးပဲအဲကြောင့်သူ့ကိုပြောလို့မရဘူးဆိုရင်ကိုစီလို့ပြောလို့စင်မတန်တော့ဘူးငစီလို့ပဲပြောရမယ်အဲကြောင့်မမကငစီလို့ပဲခေါ်တော့တယ်နော်ပြီးတော့ဒီနေ့မမိုးအဲ့ဒီဗီဒီယိုကိုတင်လိုက်တဲ့နောက်ပိုင်းမှာ तू မမိုးမညတော့ပြောထားတယ်မဟုတ်တာတွေ तू ဆွဆွဲတာနော်မမိုးရဲ့စင်းစရာကတယ်မမိုးချပြတာမတိကျဘူးမမှန်ကန်ဘူးပေါ့မမိုးသာ9သိန်းခိုးစားလိုက်လို့စင်ကျန်တဲ့တဝက်ကမြေပြင်မှာပို့လဲဘယ်သူမှမသိဘူးတဲ့ချစ်စမ်းအဲ့ဒါဘာဖြစ်လို့ငစီကိုအောက်တန်းစားငစီလို့ခေါ်ရတာလဲဆိုတာတေချာနာထောင်တော့ပြီတော့နော်မမိုးကလူတယောက်ကိုအောက်တန်းစားခေါ်လို့စင်ငစီသားပြီတော့ရေသူ့သားမှန်ကန်စဉ်စိတ်ဓာတ်အောက်တန်းမကြဘူးဆိုရင်ပေါ့နော်မမိုးနဲ့ပြဿနာတက်တာဘာကိစ္စလဲ तू ဘောမကိုတက်တာမမိုးလည်းမခံဘူး तू ကခိုးစားပါတယ်လိန်စားပါတယ်ညာစားပါတယ်မမိုး तू ဘာမှမဆွဆွဲရဘူးပြောလည်းမပြောရဘူး तू ကမမိုးကိုပြောလို့မနိုင်တဲ့အချိန်မှာမဟုတ်တာတွေကို तू ဘာလဲဆွဲထဲတယ်ပြီးတော့မဟုတ်တာတွေကို तू မမိုးပြန်တော့ဆွဆွဲတယ်အဲ့ဆိုရင် तू ရဲ့စိတ်ဓာတ်နဲ့အဲ့ဒီဘာလဲအဖွားကြီးလူလိမ်မအိုင်ရင်မနဲ့အတူတူပဲမမိုးနေတယ်အိုင်ရင်မလည်းမဟုတ်တာတွေဆွဆွဲမဟုတ်တာတွေပြောတတ်တယ်ထောက်တာမရှိဘဲနဲ့လူတွေရဲ့စင်းစရာလူတွေရဲ့ငွေကိုခိုးစားပါတယ်လိန်စားပါတယ်လို့ပြောတယ်အခုငစီလဲအဲ့ဒီဖေလိုမအိုင်ရင်မနဲ့ဘာကွာလို့လဲဟုတ်တယ်ဟုတ်မမို့သူ့ကိုပြောတာ तू ဘောမနဲ့တက်တာမမို့တို့လက်ခံဘူးအဲ့ဒီတခုပဲလေဒါပေမဲ့မမို့ကို तू ပြန်တော့ဆွဆွဲတာငါစင်းစရာချပြတဲ့နေဆောင်အဖွဲ့တွေရတဲ့မှတ်တမ်းတွေမရှိဘူးတဲ့ဘယ်နေရာဘယ်ဒေသဘယ်တရင်ကိုဘယ်တရင်တက်ခွဲတဲ့ဘယ်နံပါတ်ပါလဲငါမချပြဘူးတဲ့ကြည်စမ်းမမို့လက်တိုင်ချပြတော့မှငါစိတ်တင်အဲ့ဒီလိုမျိုးစကလုံးတွေကအောက်တန်းစားဘောမ6000စီရကြစားတယ်ပဲငါမဟုတ်မှန်းတယ်ဆွဆွဲမယ်ငါမထင်မိဘူးငစီရဖာပါစတဲ့မှာထွက်လာဖို့ကနော်မမို့တခါမှမစင်စားဘူးဘာကြောင့်ဆိုသူ့ရဲ့ငွေရေးကြေးရေးစင်းစရာနဲ့ပတ်သက်တာမမို့တခါမှမဆွဆွဲဘူးမမို့တခါမှလည်းမပြောဘူးဒါပေမဲ့မမို့ကိုလာတော့ဆွဆွဲတယ်မမို့ तू ကဘောမနဲ့ထင်မိသားစားတာမမို့လက်မခံတဲ့အတွက်ကြောင့်မမို့တက်ပြောတာကွာမမို့ဝေဖန်တာကို तू ကမမို့ကိုပြောတဲ့မနိုင်တဲ့အချိန်မှာမမိုးရစင်းစရာကို तू လာပြီးတော့ဝင်ဆောက်တယ်ကွာမမိုးဒီတောင်းလိုက်ဒီနေဆောင်စင်းစရာနဲ့ပတ်သက်တာလက်စင်းစရာနဲ့ပတ်သက်တာ तू ကလာပြီးတော့ဆွဆွဲတယ်မမိုးကဟိုမချပြဘူးဒီမချပြဘူးငါသာငါတိန်ကြငါရဲ့အဲ့ဒီမှာထည့်လိုက်လို့စိဘယ်သူမှမသိဘူးဘာညာတလားကနဲ့ချစ်စမ်းပြီတော့အဲ့တမျိုးအောက်တန်းကြတာအဲ့ဒါအောက်တန်းစားလို့သူ့ခေါ်တာပြီးတော့နောက်တစ်ခုသူ့ရဲ့စောက်ကျင်ကငစီရဲ့စောက်ကျင်ကဘလောက်အောက်တန်းကြလဲဆိုတာမမိုးပြောပြမယ်နော်300ကျော်နား